18 plus video တွေကြည့်တတ်တဲ့မိဘရှိရဆိုရင်ဒီ video လေးကမကြော်ရတဲ့ပေါ့နော်ဘာလို့လဲဆိုတော့လွန်ခဲ့တဲ့9နှစ်လောက်ကပေါ့နော်ဒီမိတ်ဆွေတငယ်ချင်းအိမ်ကိုတွားလဲတဲ့ချိန်ကြတော့တွားလဲတဲ့ချိန်မှာသူတို့ရဲ့အခန်းဧည့်ခန်းပေါ့နော်ဧည့်ခန်းကသူတို့အပေါ်ထက်မှာထားတာပေါ့နော်အပေါ်ထက်မှာအဲကွန်နဲ့အဲ့လိုတီးတန့် living room ပုံစံလုပ်ထားတာအဲ့ဒါနဲ့ကျမတို့ရောက်တဲ့ချိန်ကျတော့သူတို့ကပြောတယ်အပေါ်ထက်ကိုတက်သွားလိုက်ပေါ့နော်သူတို့အောက်မှာအေးတွေပါယူခဲ့ပြီးတော့အပေါ်ထက်မှာလိုက်ခင်မယ်ပေါ့အဲ့နဲ့ကျမကလည်းအပေါ်ထက်ကိုကျမနဲ့အမျိုးသားနဲ့ပေါ့နော်အပေါ်ထက်သူတို့ရဲ့living room ကိုသွားတယ်တကားကိုဖွင့်လိုက်တဲ့ချိန်မှာ9နှစ်ကလေးကကရင်ပေါ်မှာလေးဘက်ထောက်ပေါ့နော်ဖုန်းတုံးနေပေါ့အဲ့ချိန်မှာအနောက်ကနေပြီးတော့ကောင်လေးက9နှစ်လောက်ပဲရှိအောင်မယ်ကောင်လေးကကမလေးရဲ့ခါကိုကိုင်ပြီးတော့နောက်ကနေပြီးတော့အဲ့လိုစောင့်နေရပါတော့အဲ့ဒီပုံတွေ့ကျွန်မအရင်လန့်သွားတဲ့အချိန်မှာဟေးအဲ့ဒါဘာလုပ်တာလဲလို့អော်လိုက်တယ်ပေါ့နော်ကလေးနှစ်ယောက်ကိုអော်လိုက်ပြီးအချိန်ကျတော့သူတို့နှစ်ယောက်ကပြောရကြတော့စော့နေရတဲ့ဟမ်ဒါစော့တာမဟုတ်ဘူးလို့ဒါစော့စရာမဟုတ်ဘူးဆိုတော့ဒီကလေးလေးဒီလိုမျိုးလုပ်တာကိုကျွန်မလန့်သွားပြီးတော့တငယ်ချင်းနဲ့စကားတွေပြောပြီးတော့အိမ်ပြန်ကန်ဒီရောက်မှ2ယောက်ထဲတငယ်ချင်းပေါ့နော်တငယ်ချင်းအမျိုးသမီးလေးဆိုတော့ကလေးရဲ့အမေပေါ့ကောင်လေးရဲ့အမေပြီးကြမှာတိတာဒီကောင်မလေးကကြတော့သူ့ရဲ့ညီမဝင်းခွဲဒီကလေးလေးကပေါ့နော်ကောင်လေးကကြတော့တငယ်ချင်းရဲ့သားပေါ့အဲ့မှာတငယ်ချင်းနဲ့စကားပြောလိုက်မှတိတာကလေးလေးကဂိမ်းရန်ဆော့တယ်ဖုန်းရန်သုံးတယ်သူ့အဖေရဲ့ဖုန်းကိုအမြဲသုံးတယ်အဲ့မှာသူ့အမေကတချာလေးစဉ်းစားပေါ့ရှေ့စဉ်းစားနောက်စဉ်းစားမှတိတာသူ့အဖေရဲ့ဖုန်းထဲမှာသူတို့ကလော့ချပြီးတော့တင်ထားတဲ့ဇက်ကားတွေအများကြီးပဲဆိုတော့ခလေးကအဲ့ဒီ passport ကိုတိနေတာခလေးကအဲ့ passport ကိုတိနေပြီးတော့သူကသွားကြည့်နေတာဒါကနောက်မှတိရပါတော့တကယ်ကျိုးကိုပြောပြလိုက်တာနင်ခလေးကဒါမျိုးလုပ်နေတယ်နင်တိလားဆိုမှ तू ကနောက်မှ तू ကတေချာလေးတတိထားကြည့်ပြီးမှ तू တိတာ तू ကလေးဒါတွေကြည့်နေရဆိုတော့ခလေးတွေကဒီအဲ့ခလေးလေးဆိုရင်အဲ့တော့9နှစ်ပဲရှိသေးတယ်ဆိုတော့ပြောချင်တာကခလေးတွေကလက်သက်အရန်ဆန်းချင်တယ်အသစ်ဆန်းနေမြင်နေဆိုရင်သူတို့တွေကအကုန်ဆန်းကြည့်ချင်တယ်ဆိုတော့မောင်နှမဆိုလဲသူတို့ကမရှောင်ဘူးဘာလို့လဲဆိုတော့သူတို့စီမာကအမားအမှန်အကောင်းအဆိုးဝေဖန်နိုင်တဲ့ညင်ကအပြည့်မရှိသေးဘူးဆိုတော့သူတို့လက်သက်ဆန်းဖို့ပဲသူတို့လုံးကြည့်ဖို့ပဲသူတို့သိတယ်အဓိကကတော့မိဘတွေပေါ့တရက်ခံနေရဆိုတော့မကြည့်နဲ့လို့မပြောဘူးကြည့်ရဲဆိုရင်လည်းခလေးတွေမမြင်အောင်ဒီလိုတိတိကျကျလေးလှုပ်တင်တယ်ပေါ့နော်ဒါဒီကလေးလေးဆိုရင်လည်း9နှစ်ပဲရှိသေးတယ်အရှိရကလေးလေးဆိုရင်လည်း9နှစ်ဒါပေမဲ့အဲ့တုန်းကတော့အဝတ်စားတွေကုန်ဝတ်ထားတယ်ဒီမြင်ကွင်းကိုအခုတည်းမပြဘူးဘာဖြစ်လို့အခုလိုဗီဒီယိုတွေရိုက်ပေးရလဲဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာလေမိခင်တွေဖခင်တွေတော်တော်များများကအသွေးခေါ်အရန်ရိုးရှင်းနေတယ်သိလားဒါမျိုးတွေမဖြစ်နိုင်ပါဘူးမလုံလောက်ပါဘူးဆိုတဲ့ဟာတွေပေါ့နော်ဒါတွေတကယ်ဖြစ်နေတာတကယ်ပတ်ဝန်းကျင်မှာရှိနေတာပေါ့နော်ဆိုတော့အရရာကိုအဖြူတယ်နဲ့မကြည့်နဲ့ပေါ့နော်ကိုကလေးတွေရဲ့အနာဂတ်အတွက်တိချာလေးရှေ့စဉ်းစားနောက်စဉ်းစားပြီးတော့ဆုံးဖြတ်တင်တယ်ပေါ့နော်အခုလို sex education တွေပေးတယ်ဆိုတာကကလေးတွေအရွယ်မတိုင်ခင်မှာပေါ့နော် teenage ပေါ့နော်73နှစ်အောက်ပေါ့နော်ကလေးတွေစူးစမ်းချင်တဲ့စိတ်ကလေးတစ်ခုနဲ့မမားအောင်ရဲ့73နှစ်ကနေ18နှစ်ပေါ့နော်သူတို့ကိုသူတို့တည်တဲ့အရွယ်မှာအရွယ်ပြည့်အဝရောက်တဲ့အချိန်မှာလဲကိုစိတ်မပါဘဲနဲ့မားခဲ့သည်ရှိတော့ဒါမှမဟုတ်ရင်စိတ်ပါလို့မားချင်တဲ့အချိန်ကြရင်လဲမဖြစ်တဲ့နာတွေမဖြစ်အောင်ပေါ့နော်ဒါမျိုးလေးတွေကတော့ပြောပြတဲ့တယ်ဆိုတော့နောက်ဆိုရင်လည်းဒီလိုမျိုးမိဘတွေပေါ့နော်အစင်ချင်ရမယ့်အချက်လေးတွေကိုအကြောင်းတင်ရင်အကြောင်းတင်တယ်လို့ရိုက်ပြပေးမယ်ပေါ့နော်ပြောပြသွားပေးပါမယ်